ဂျက်ကလမ်းကြုံဝင်လာတဲ့ပလဲကုန်းကိုအားကုန်တုံးပြီးဖျက်ချလိုက်ရာပလဲလုံးလေးများကျန်းပြင်တစ်ခုလုံးပေါ်ပြန်ကျဲသွားပြီးတကူနှစ်ယောက်ကိုပက်လက်လန်လဲကျသွားစေခဲ့သည်ထို့နောက်ချက်တီကျမ်းပြင်အနှံ့စီများလောင်းချအိမ်တာတဲသို့တက်စီများလောင်းထည့်ပြီးကျိုးများနှင့်လှေကားများကိုပါဟင်းရွက်စီတစ်ဖြင့်လိုက်လူတော့သည်ပြီးနောက်တွင်ကြမ်းခင်းပြင်ပြအားလုံးကိုဆွဲဖယ်လိုက်ရာအောက်ခြေတွင်တွင်းnetကြီးတစ်ခုပေါ်လာခဲ့သည်ဤလို့ရအားဖြင့်သူသည်ပြီးပြည့်စုံသောထောင်ချောက်တစ်ခုကိုပြင်ဆင်ပြီးစီးသွားကတကူများရောက်လာမည့်အချိန်ကိုသာစောင့်ဆိုင်းနေခဲ့သည်ထို့တော့တွင်တကူကိုင်းသားများကပတ်စံများကိုစတင်ထုတ်ပိုးနေကြပြီဖြစ်သည်ချက်တီတကားဝတွင်ရက်ကမောင်းနှံဒန်းကဲ့သို့အရာတစ်ခုကိုအမြန်ဆင်လိုက်ပြီးတက်တေအဖြစ်တပ်ပုံများခိုးရိုက်နေခဲ့သည်တကူများကသူ့လက်ထဲမှကင်မရာကိုချက်ချင်းလူယူရန်စူးစမ်းကြတော့လဲတကားဝကနေအပြင်ထွက်လိုက်သည်နှင့်ပြင်ဆင်ထားသောထောင်ချောက်ထဲသို့တန်းတန်းမတ်မတ်ကျဆင်းသွားကြတော့သည်နောက်တကူတွင်သူတို့သည်ချက်ကိုခေါမိုးပေါ်အထိလိုက်လံမောင်းထုတ်ကြသည်ဤလောက်ရက်ကလူငယ်ဖြစ်သူကိုလုံးဝစဝေစဝါဖြစ်သွားစေခဲ့ပြီးဘေးနာကခေါင်းဆောင်ဖြစ်သူကမူကဲနောက်တစ်ခုပါထပ်ပစ်လိုက်စမ်းဟုသာပြောလိုက်လေသည်